အားလုံးပဲမင်္ဂလာပါမစ္စတာကေနန်ရှန်ရဲ့နဲ့ကြိုဆိုပါတယ်မလေးစကားလေးလာခြင်းသင်ခန်းစာ41မှာပြောပြချင်တာကတော့အသုံးများတဲ့စကားလုံးအချို့အကြောင်းပဲဖြစ်ပါတယ်သင်ခန်းစာ41မှာတော့စကားလုံး6လုံးအကြောင်းပြောပြပေးခြင်းပါတယ်အဲ့စကားလုံးတွေကတော့တကန်ဂျာရီတိုလာတာရီဘာယာဖီကေဆိုတော့ဒီစကားလုံးတွေရဲ့အဓိပ္ပာယ်နဲ့ဝါကျအချို့ကိုကြည့်ကြအောင်ပါတကန်ဆိုတာကကျွန်တော်ဖိတယ်နှိပ်တယ်ခလုတ်ကိုဖိနှိပ်တယ်ဆိုရင်တကန်လို့ပြောပါတယ်အာဝကနတကန်ဘူတန်ဝါနာမဲရာအာဝကနဆိုတာကကျွန်တော်မှားတာကိုလည်းသုံးသလိုလှုပ်ကိုလောက်ရမယ့်ဟာကိုလည်းသုံးပါတယ်အာဝကနတကန်မင်းခလုတ်ကိုနှိပ်ရမယ်ဝါနာဆိုတာအယောင်မဲရာမင်းအနီရောင်ခလုတ်ကိုနှိပ်ရမယ်အာဝကနတကန်ဘူတန်ဝါနာမဲရာဂျာရီဆိုတာရှာဖွေသည်ပစ္စည်းတစ်ခုခုကိုရှာဖွေတယ်အလုတ်ရှာတယ်ဆိုရင်ဂျာရီလို့သုံးပါတယ်မောင်ဆိုရဂျာရီကကြဒလန်ဂျိုဟိုဆိုဂျိုဟိုမြို့ထဲမှာမောင်ကအလုတ်ရှာပြီးသွားပြီဆိုတော့ဒီနေရာမှာအသုံးနှမျိုးရှိပါတယ်ဒလန်လို့လည်းသုံးလို့ပတဆိုတာကတနေရာမှာလို့သုံးတဲ့အခါမှာသုံးပါတယ်ဆိုတော့ဒလန်ဆိုရင်ကျွန်တော်တို့အကျိုးအတွင်းမှာလို့ဆိုလိုတာပါဆိုတော့ဘာပဲသုံးရပါတယ်မောင်ဆိုရဂျာရီကကြဒလန်ဂျိုဟိုမောင်ဂျိုဟိုမှာအလုတ်ရှာပြီးသွားပြီတိုလာဆိုတာကတွန်းသည်ပစ္စည်းတစ်ခုကိုတွန်းသွားတဲ့အခါမျိုးမှာတိုလာလို့သုံးပါတယ်ကျွန်တော်တို့ဈေးတွေမှာတွေ့ရတဲ့တွန်းလှဲတွေကိုလည်းတိုလာလို့သုံးပါတယ်တိုလာကရက်တာလို့လည်းခေါ်ပါတယ်ဆိုတော့ဝါကြအနေနဲ့ကြည့်အောင်ပါမောင်တိုလာကရက်တာဒီယာယန်ရိုဆာဆိုတော့မောင်တိုလာကရက်တာမောင်ကာတွန်းနဲ့ပေါ့ကရက်တာဆိုတာကဒီယာယန်ရိုဆာဒီယာဆိုတာကအဲ့ကားကိုပြန်ညွှန်းတာပါလူကိုလည်းသုံးပါတယ်သူမကားကိုလည်းသုံးပါတယ်ဆိုတော့ဒီယာယန်ရိုဆာအဲ့ဒီကားပြက်နေတယ်ပေါ့ပြက်နေတဲ့ကားကိုမောင်တွန်းနေတယ်လို့ဆိုလိုတာပါတာရစ်ဆိုတာကဆွဲသည်ဆိုတော့တိုလာဆိုတာကတွန်းသည်တာရစ်ဆိုတာဆွဲသည်ဆိုတော့ဘယ်မှာတွေ့ရမလဲဆိုတော့ကျွန်တော်တို့ shopping mall တွေဒီ 7-Eleven ဆိုင်တွေရဲ့တကားတွေမှာရေးထားတာတွေ့ရပါတယ်အင်္ဂလိပ်မှာဆိုရင်တော့ဘူးနဲ့ push နဲ့ရေးပါတယ်မလေးမှာဆိုရင်တော့တိုလာနဲ့တာရစ်ဆိုပြီးရေးပါတယ်တိုလာဆိုတာကတွန်းသည်တာရစ်ဆိုတာဆွဲသည်ဂျငန်တိုလာပင်တူဂျငန်ဆိုတာကအငင်းမလုံးနဲ့လို့ပြောတာပါဂျငန်တိုလာပင်တူတကားကိုမတွန်းနဲ့ဒါရစ်ဒီယာအဲ့တကားကိုဆွဲပါပြောချင်တာကတကားကိုတွန်းမဖွင့်နဲ့ဆွဲဖွင့်လို့ပြောတာပါဘာယာဆိုတာကပေးချေသည်ဆိုတော့ငွေပေးချေတဲ့အခါမျိုးမှာသုံးပါတယ်ပစ္စည်းတစ်ခုခုပေးတယ်ဆိုတော့ကာစီလို့သုံးပါတယ်ဘာဂီလို့လည်းသုံးသလိုပေးပို့မယ်ဆိုတော့ဟန်တာလို့သုံးပါတယ် HAND ရဟန်တာဆိုတော့အဝနာဘာယာ cash အတောင်းကတ်ဆိုတော့ CARD ကတ်နဲ့တူပါတယ် KAD ကတ်ဆိုတော့ cash ဆိုတာကကျွန်တော်တို့ကငွေသားပေးရှည်တာ cash ဆိုတာကဘဏ်ကတ်နဲ့ပေးရှည်မှာဆိုအဝနာဘာယာ cash အတောင်းကတ် shopping mall တွေမှာမေးတတ်ပါတယ်ဘာယာ cash အတောင်းကတ်ငွေသားပေးရှည်မလားဘဏ်ကတ်နဲ့ပေးရှည်မလားမေးတာပါဘဏ်ကတ်နဲ့ပေးမယ်ဆိုရင်ပြောလို့ရပါတယ်စာယာနာဘာယာဂုဏကတ်သုံးပြီးတော့ပေးမယ်လို့ပြောတာပါဂုဏလို့လည်းသုံးပါတယ်ပတ်ကိုင်းလို့လည်းသုံးပါတယ်အသုံးပြုသည်အဝနာဘာယာ cash အတောင်းကတ်စာယာနာဘာယာဂုဏကတ်ဘာယာကတ်လို့လည်းသုံးလို့ရပါတယ်ဖီကေဆိုတာကစဉ်းစားတယ်တွေးတောတယ်ဒီယာယန်စလာလုဖီကေနဂတစ်ဆိုတော့အနီးကြီး TIV နဲ့တူပါတယ်အနီးကြီး TIF လို့မလေးစကားမှာသုံးပါတယ်စလာလုဆိုတာအမြဲတမ်းဖီကေဆိုတာစဉ်းစားတယ်သူအမြဲတမ်းစဉ်းစားတယ်ပေါ့ဒီယာယန်စလာလုဖီကေနဂတစ်သူကအနှုတ်သဘောဆောင်တာတွေကိုပဲအမြဲတွေးတောနေတယ်လို့ဆိုလိုတာပါဆိုတော့ဒီနေ့စကားလုံး6လုံးကိုပြောပြပေးသွားတာဖြစ်ပါတယ်ဆိုတော့နေ့စဉ်စကားပြောမှာအသုံးဝင်တဲ့စကားလုံးများပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်